အားလုံးပဲမင်္ဂလာပါအခုချိန်မှာကျွန်တော်တို့ဆရာ Sol Rainbow နဲ့အချိန်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့တွေ့ရတာဝမ်းသာတယ်တွေ့ရတာဝမ်းသာပါတယ်ဆိုတော့ဒီနေ့အဆရာကြီးရဲ့တက်တေခန့်ချက်လေးတွေပေါ့နော်ဒီတက်တေခန့်ချက်အဖြစ်လဲဒီအရောက်စီတန်းအတွက်ခွန်အားဖြစ်စေဖို့အတွက်အရွယ်တဲ့အတွက်ကြောင့်မို့ဒီ interview ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ကျွန်တော်အစကနေကျွန်တော်မေးကြရအောင်ဆရာဘယ်မှာကြီးပြင်းလဲဘယ်နေရာတွေမှာဘယ်လိုလဲငယ်စဉ်တောင်ကြီးဘဝကိုဖျက်တမ်းခဲ့လဲဆရာကျွန်တော်တော့မြန်မာပြည်မှာတော့မွေးလာတော့မြန်မာပြည်တောင်ကိုပေါ့နော်ကျွန်တော်တို့ရဲ့ရွာကတော့တိချစေးဖြစ်တယ်ပြီးတော့ကျွန်တော်ကပေါ့နော်ကျွန်တော်ငငယ်ကျွန်တော်အသက်73နှစ်ရွယ်လောက်မှာပဲเนาะကျွန်တော်အကူကြီးစိုးသူရဲ့နာမည်ကတော့ဖိုးကောပေါ့ကျွန်တော်ကိုမြန်မာပြည်မှာကနေထိုင်းနိုင်ငံကနေခေါ်လာတယ်အဲ refugee ပေါ့အဲ့မှာကျတော့ကျွန်တော်တို့ကအဲ့ဒီပေါ့နော်ဒီ refugee မှာဒီ Meramo ခက်မှာMeramo ထိုင်း Meramo ခိုင်မှာကျွန်တော်တို့နေရတယ်အဲ့ဒီကနေစစ်ပြီးတော့ကျွန်တော်ကအဲ့မှာတော့ကျွန်တော်ကဒီ Baptist ပဲကျွန်တော်တော့ Saturday Baptist မဟုတ်သေးဘူးမဟုတ်သေးဘူးနော်ဆိုတော့အမှရောက်တဲ့ချိန်ကျရင်ဒီဒုက္ခတဲ့စခန်းမှာရောက်တဲ့ချိန်ကျရင်ပျော်စရာတွေလည်းရှိတယ်လို့အခက်ခဲတွေလည်းရှိမှာဖြစ်တယ်ဆိုတော့ဘယ်လိုမျိုးအမှအခက်ခဲတွေကြုံတွေ့ခဲ့လဲဘယ်လိုမျိုးဘယ်လိုလဲဒုက္ခတဲ့ရဲ့အခြေအနေနဲ့ပြောပြပါလားဆရာနေတဲ့အချိန်မှာကျွန်တော်တို့ကတော့2000နဲ့ဒီ2001ပေါ့နော်2001ဆိုတော့နည်းနည်းတော့ကြာသို့တော်ညာအဲ့ဒီချိန်မှာကျွန်တော်နည်းနည်းခဲတယ်အမခဲရတယ်ပြီးဆိုအလုပ်ဆိုရင်နေစားတော့မှသွားလို့ရင်မှတရက်မှဟိုစားပေါ့နော်တရက်လို့မှ50ပါပဲပြရတယ်ဆိုတော့40တခြားတယ်40ပဲပြဒီနေကိုလောက်ရတယ်เนาะအဲ့ဒါတွေမနေ့ကနေညအထိပေါ့အဲ့ဒါတွေခက်ခဲတွေရှိတယ်ဟိုပြောမဆိုတော့ပေါ့နော်ကျွန်တော်ကအငယ်ဆုံးဆိုတော့လေเนาะအငယ်ဆုံးဆိုတော့ဒီထိုင်းနိုင်ငံမှာတွေ့ကြတော့ကျွန်တော်အကူနဲ့နေရအင်မတာမခဲတယ်ဟိုကြောက်တိုင်အကြောက်မှာကြောက်တဲ့တဲ့အချိန်မှာကြတော့ဗောနော်ဟုတ်ကဲ့ဟိုအခက်ကတော့ပြောမယ်ဆိုရင်ကိုယ့်ရဲ့အေးဝတ်စားတွေဗောနော်ကျွန်တော်ကိုကလည်းဥစားခလစ်များခလစ်များတော့ကိုကလည်းကိုတိတဲ့တိုင်ပဲလေနော်ကိုကလည်းလူပြိုစားခါစီတီနေဂျာရွယ်ဆိုတော့လေနော်ကိုကလည်းသူ့ကိုလည်းမှုဥစားတောင်းဖို့လည်းမလွယ်သိတဲ့အတိုင်းပဲလေသူတော့မှသူခလေးတော့သူမနိုင်နိုင်ယုံနေရဆိုတော့ကိုကလည်းဥစားပေါ့နော်တော်ပေါ်မှာသွားပြီးတော့ဒီဥစားပေါ့ဟိုပြင်ပြားတွေမှားနေရတယ်အဲ့လိုမျိုးပေါ့နော်တကယ်အခက်ခဲပဲနော်ကျွန်တော်တို့အလေးတော်မှားတယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့ရှိတယ်အဲ့ဒါဆိုရင်ဟိုဒုက္ခတဲ့စကားမှာတော့အကူတို့မိသားစုနဲ့အတူနေတာပေါ့အဲ့လိုကျွန်တော်ကတော့ဒီလိုကွာကျွန်တော်ကတော့အဲ့မှာကျွန်တော်ခေါ်တဲ့ချိန်မှာကျတော့ကျွန်တော်အကူတွေရောက်ပါသေးတယ်ဟိုကျွန်တော်တက်လာတဲ့ချိန်မှာကျတော့ကျွန်တော်ရဲ့အမနော်တိခုရဲ့အဲ့မှာဘလေမှုတွေရောက်လည်းပါတယ်ဘလေမှုဆော့ဘလေမှုဟိုဟာရှယ်လိုမာဖြစ်တဲ့ဆော့ဘလေမှုရဲ့ဆရာမိုးနန်လည်းပါတယ်ဟုတ်လားမိုးနန်လည်းပါတယ်ကျွန်တော်တို့အဲ့မှာတက်လာတယ်လေအဲ့မှာကျွန်တော်တို့မှာအိတ်တလုံးနဲ့နေခဲ့တာပေါ့နော်ကျွန်တော်တို့ border မှာသွားနေနေသေးတယ်border မှာကျွန်တော်တို့ဘယ်နေသေးတယ် Baptist background ဆိုတော့ငယ်စဉ်ဘဝကဥမာ Sunday school တို့တက်ဖြစ်လာဘာတွေဝိညာဉ်ရေးမှာဘယ်လိုမျိုးစီးပူးတင်ကြတိုးတက်ခဲ့လဲကြီးထွားလဲဝိညာဉ်ရေးမှာငယ်စဉ်ကလေးက Sunday school တက်ခဲ့လားကျွန်တော်တို့ငယ်တို့ကတော့အမေတွေကတော့အဖေမေတွေကတော့Sunday school ပေါ့ Sunday school သွားတာပေါ့နော် Sunday school ဆိုတာထဲကျွန်တော်တို့ဆရာသမားတော့နည်းနည်းတော့တူတယ်ပေါ့သူတို့တွေကအဲ့မှာဆရာအမျိုးကကျွန်တော်တို့ကိုသင်ပေးတယ်ဆိုတော့သူကပုံပြင်လေးတွေပြောပြတယ်ကျွန်တော်အဲ့မှာတော့ကျွန်တော်တို့ကင်တွေပဲသင်ရတယ်ဆိုတော့ကျွန်တော်တို့ရွာမှာလေကင်ကျွန်တော်တို့သိပြီးတော့ဟိုနားမလဲဘူးဟိုကင်စာစကားပြောတာကင်စာမရေးတတ်ဘူးအဲ့လိုဖြစ်တယ်တရွာလုံးပေါ့နော်တကယ်တော့တချို့တော့ကြီးခဲတွေကတော့ရေးလို့တတ်တာပေါ့ကျွန်တော်တို့ကတော့ငယ်တို့ကတော့မသိရဘူးသူတို့ပါပဲသူတို့နည်းနည်းပါးပဲဆရာတွေပါအဲ့လိုပဲသိရတယ်အကြောင်းမရှိဘူးဒီအကြောင်းမရှိဘူးဆိုတော့အဲ့လိုမျိုးပေါ့ထိုင်းနိုင်ငံမှာရောက်လာတော့တကယ်ကြီးပဲမကင်းစားတယ်ကိုဖိချရေးရဆိုတော့လွယ်ဦးလေတော့ကျွန်တော်မြန်မာနဲ့ရင်းနေရတဲ့ဥစ္စာကိုဒါအခုကတော့ကင်းစားပြရေးရမလွယ်ဘူးအဲ့လိုမျိုးဘာလဲကဝေါ်ဟိုပါဆိုကာကြီးဟိုမှာကာဒိုဆိုတော့အဲ့ဒါဆိုဆရာရဲ့တက်တာမှာဆရာရဲ့ချစ်စနီးနဲ့ဘယ်လိုမျိုးဟိုတိတ်ဖြစ်လဲနည်းနည်းလေးအချစ်ဇလန်းလေးနဲ့ပြောပြပါအောင်ကျွန်တော်တော့အေးပေါ့ရှိပြောရမယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်
အလဲထားရောက်ပါတယ် အလဲထားရောက်ဟုတ်ကဲ့ ဆိုခုနတပေါ့မှာကျွန်တော်နဲ့ကျွန်တော်စနီနဲ့စတွေ့တာမိုင်လာချီလာခုနတန်းကတည်းကဟာနည်းနည်းပြောပါဦးကျွန်တော်တို့ခုနတပြီပဲကျွန်တော်တို့အသက်ကြီးကိုကျွန်တော်တို့ကပြောမဆိုရင်ကျွန်တော်အသက်73မှာကျွန်တော်နတပဲရှိတယ်ဆိုတော့စဉ်းစားကျွန်တော်မြန်မာပြည်မှာ9တာနော်မြန်မာပြည်မှာ9တာကနေထန်းနိုင်ငံမှာရောက်တော့ကရင်စာမတက်လို့အသက်ပြည့်စင်ရတယ်ဟုတ်ကဲ့ကျွန်တော်တူမနဲ့အတူကျွန်တော်တူမလေးကကျွန်တော်သူကလည်းအေးပေါ့အော်ကျွန်တော် तू ကတော့အေးပေါ့ तू ကနှစ်တာကျွန်တော်3တာအဲ့လိုပေါ့အဲ့လိုပဲကျွန်တော်ပြန်ဆင်းနှစ်တာပြန်ဆင်းရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုခုနှစ်တာဆိုကျွန်တော်တို့အသေးရတော့တော်တော်ကြီးသွားပြီဆိုတော့ခုနှစ်တာမှာအခုဇနီးနဲ့တွေ့ခဲ့တယ်ဆိုတော့ဘယ်လိုလဲချစ်ကြိုက်လာမို့ရဲ့အချိန်အနှဲငယ်ယူလာဘယ်လိုလဲနည်းနည်းလေးကျွန်တော်တို့ပြန်ပြီးတော့ recall လုပ်ကြည့်ပါအောင်ဆရာသူနဲ့ကျွန်တော်နဲ့ကတော့အင်းကြီးချင်းဆိုတော့လေနော်ဟုတ်လားအင်းချင်းပဲသူနဲ့ကျွန်တော်နဲ့တခါတော့ပါရမသူနဲ့ကျွန်တော်နဲ့ကတော့တိတ်ပြီးတော့မကြိုက်ကြပါဘူးတို့ညာမရသူတယောက်နဲ့တယောက်တော့ဥစားပေါ့နော်ပြောမဆိုရင်အမြင်ရတာတွေပါတိတ်မကြည့်ဘူးသို့တော်ညာလည်းဘယ်လိုကနေဘယ်လိုချစ်ကြိုက်သွားတယ်တော့ကိုတော့မသိနဲ့တော့အချင်းဖျားအစင်စီလာမသိသူ့လိုနဲ့ဖြစ်သွားတာပေါ့အဲ့လိုမျိုးအနေနီးတော့ညှိသွားတာအဲ့လိုလားโอเคအဲ့ဒါဆိုဘယ်ချိန်မှာလက်ထပ်လဲပြင် US ကိုဘယ်ခုနှစ်မှာရောက်ရှိခဲ့လဲကျွန်တော်ကတော့လမှရှိမှာပဲလက်ထားတယ်ဆိုတော့ကျွန်တော်2010ပဲเนาะ2010မှာကျွန်တော်တို့လက်ထားဆိုတော့ US ကို ကတော့ကျွန်တော်က2015မှာရောက်လာ2012 sorry 2012မှာရောက်လာတယ်2012 February 15ရက်မှာရောက်တယ်ဟုတ်တယ်2012ဆိုတော့အခုလဲ US မှာနေတာကတော့10နှစ်ကျော်သွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စနေတင်းဆိုတော့ဇနီးကစနေတင်းလာမို့ရင်ဘယ်လိုဖြစ်သွားလဲအဲ့လိုနည်းနည်းပြောပြပါဦးသူကတော့စနေသေးတော့မဟုတ်ဘူးဘာမှကျွန်တော်တို့ဥစားပေါ့ချစ်ကြရတဲ့အချိန်မှာကြတော့เนาะသူကလည်းမလက်ထပ်ခင်မှာကြတော့ကျွန်တော်တို့ကတော့မညီတဲ့တဘောကတော့စင်မပြေဘူးလေเนาะသူကလည်းခရိယန်ကျောင်းလည်းသူသိခဲ့တယ်ဒါကြောင့်မလို့သူကလည်းပြောမဆိုသူကဘိုးသားဘာသာတော်ညာလဲဘိုးသားဘာသာ background ကနေเนาะဒါပေမဲ့သူကလည်းဘိုးသားဘာသာဘက်ကလည်းသူကအဲ့ဒီလောက်ထီတော့မ strong ဘူးပေါ့เนาะဘိုးသားဘာသာဘက်ကိုသိပြီးတော့မ strong ဘူးသို့တော်ညာသူကခရိယန်ဘက်ကပို့ပြီးတော့အားတာတယ်ပြောမယ်ဆိုပေါ့နော်သူက Sunday school တွေသူတက်ရသူကသိပျော်တခြင်းဆိုတာဒါကြောင့်မလို့ကျွန်တော်နဲ့မများခင်မှာကြတော့သူကចောင်းစာတင်တယ်ပြီးတော့မှပဲSunday ပဲတဖြစ်သွားတာပေါ့ဆိုအဲ့ဒါဆိုရင်ဆရာရောဘယ်လိုမျိုးဟိုမှာနှစ်ချင်းကနေစနေတင်ဖြစ်သွားတာနည်းနည်းလေးကျွန်တော်တို့တိတင်ဘယ်လိုလဲအားလုံးတိတင်တဲ့အခြေအနေနည်းနည်းပြောပြလို့ရမလားပြောနိုင်တဲ့အတိုင်းအတာတစ်ခုတည်းပြောလို့ရပါတယ်ကျွန်တော်တော့ရောက်လာတာစားတနေ့ပေါ့နော်တနေ့2001မှာပဲ2001မှာကျွန်တော်နေချင်းခါဘာဖြစ်လဲဆိုတော့အဲ့မှာကျွန်တော်စနေသေးကြောက်တဲ့ရတယ်ဟုတ်ကဲ့ကျွန်တော်အဲ့ဒီချိန်မှာတော့စနေသေးဆိုတာကကျွန်တော်တို့ကတော့တိတ်ပြီးတော့အထင်ကြီးပေါ့အဲ့မှာစနေသေးမှာပဲအဲ့မှာအဲ့ဒီကြောက်တက်မှာပဲစနေသေးကဥပုနဲ့ငါတို့စောက်တဲ့ဥပုနဲ့ကမဟုတ်ပါလားဆိုပြီးတော့ကျွန်တော်တို့သိသွားတာပေါ့နော်ဆိုတော့ဒါဥပုနဲ့စစ်မှာကတော့စနေဖြစ်တယ်ဒါအဲ့ဒါကြောင့်မလို့ဒါလည်းကျွန်တော်တို့လည်းညင်းလို့လည်းမရဘူးလေနော်ဘယ်လိုပဲညင်းလို့လည်းမရတဲ့အခြေအနေဖြစ်တယ်ဘာဆိုတော့အားလုံးကပြိုက်တဲ့ကလေးတွေလည်းအကုန်လုံးလှုပ်ထားပြီဆိုကိုကလည်းဒါမူပူဆိုတာကစနေပဲလေဆိုတော့တနည်းကနေစားပြီးတော့ရည်ရတယ်ဆိုတော့ငါတို့ကလည်းတနည်းကနေမှဖျက်ရှိခိုးရဆိုတော့မင်းကူတော့ရှိပါတယ်ကျွန်တော်တို့မင်းကူတော့မင်းတော်ညာလဲသူတို့လည်းကျွန်တော်မင်းတော်ညာလဲအဲ့ဒီအဖြစ်ကတော့ဒီဥပုနေပဲဖြစ်တော့စနေနေ့မှာဥပုနေပဲဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဒီထက်တော့မကောက်အောင်ကျွန်တော်ကြားစာမှာလည်းအားလုံးရှင်းလေးရေးထားပါတယ်ကျွန်တော်တို့ကလည်းကြားစာလည်းတင်ရတယ်ဆိုတော့ဟုတ်ကဲ့ဒီအမခီကျောင်းသွားခီကျောင်းရေးတာ Career Independent Academy ဆိုတော့အဲ့မှာကျွန်တော်တို့ကတော့ကြားစာတင်ရတယ်ဆိုတော့အဲ့ဒီမှာပဲဟိုကလည်းဒီတိကျနားလည်မှာပဲကျွန်တော်တို့ကလက်ခံတာပေါ့ဒါဆိုရင်ဒီကျွန်တော်ကရင်စကားတိုင်းမှာတော့သူရဲ့အားတာချက်ရှိတယ်လို့အားနေချက်လက်ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကရင်မှာဆိုကျွန်တော်စကောကရင်မှာဆိုအဓိကမူဘွေနေနဲ့မူခေါ်ထီနီကအတူတူပဲလားတချို့တွေကမူခေါ်ထီနီလည်းပြောတယ်မန်နေဂျာတော့မူတနီနည်းနည်းလေးဟိုဘယ်လိုနားလဲကြလဲအဲ့လိုစကားအတုံးလုံးပေါ်မှာတချို့တွေကနည်းနည်းလေးဘယ်လိုလဲခေါင်းရှုပ်တာပေါ့လေမူတနီမူဥပနေမူခေါ်ထီနီပြင်မူဥပနေလည်းပြောတယ်မူခေါ်ထီနီလည်းပြောတယ်ဒါပေမဲ့မန်နေဂျာတော့မူတနီဆိုတော့မူခေါ်ထီနီနဲ့မူတနီကအတူတူပဲလားဘယ်
ဘယ်လိုနည်းနည်းလေးရှင်းပြပါကျွန်တော်ဒါတော့ဥစားပေါ့နော်ကျွန်တော်ကတော့တည်တလောင်ကတော့ကျွန်တော်တို့ကင်ရီတွေပဲခေါ်နေရမှာလို့ဖြစ်ခါစားမှာပေါ့နော်တကယ်တော့သူ့စာရှိတယ်တကယ်တော့သူကစာဆိုတာကသူကမူတက်မူစာမူယူနော်မူပလဲမူလေးကိုမူဖော်ဖာမူပူအဲ့ဒါတွေကိုအဲ့ဒီစာကိုသူတို့အဲ့ဒီအခေါ်နည်းကိုသူတို့လှည့်မယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါဒီမူတနီမူခိနီမူဒနီလို့အဲ့လိုခေါ်လို့ချင်မှာကြတော့လွဲနေတယ်အဲ့ဒါလွဲနေဆိုတာကအေးပေါ့မူခေါ်တီနီဆိုတော့ကျွန်တော်တို့ရွာမှာလည်းအဲ့လိုပဲဟုတ်လားကျွန်တော်တို့ရွာတိကျစင်းမှာဆိုရင်မူခေါ်တီနီပြီးတော့မူခေါ်တီပူဖြစ်နေတယ်မူခေါ်တီပူပြီးမှမူခိနီမူဒနီမူလွီနီမူယေနီမူခုနီပြီးသွားရောအဲ့လိုဖြစ်တယ်မူခုနီကဆက်တစ်ဖြစ်နေတယ်အဲ့ဒါတကယ်တော့ဆက်ဖြစ်နေပြီအဲ့လိုဖြစ်နေတာကျတော့အဲ့လိုဖြစ်နေတဲ့ကြွယ်ကျွန်တော်တို့ကလည်းနားမလဲခဲ့ဘူးအဲ့ချိန်မှာလေနော်အခေါ်ဝါကနည်းနည်းလေးမားတယ်ဒါပေမဲ့ကျွန်တော်မြန်မာတော့လွယ်တယ်ကျွန်တော်တင်းနေတင်လိုက်ရကဘိုးတို့ကြာတော့စနစ်ဆိုအဲ့ဒါပဲရှိတယ်ကင်ကြီးတွေက3မျိုးရှိတယ်ဆိုတော့အေးဟောတမူတဲမူစာတစ်ခုရှိတယ်နော်ပြီးတော့ဒီမူခေါ်တီနီမူခေါ်အဲ့ပေါ့နော်မူခေါ်တီနီတော့မူခီနီကျွန်တော်တို့မူခေါ်တီနီပြီးမူခီနီမူသက်နီတစ်ဖွဲ့ရှိပြီးတော့မူခေါ်တီနီမူခေါ်တီဘူးတစ်ဖွဲ့ရှိသေးတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကလည်းရှုပ်တာပေါ့ဗျာရှုပ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအခုဆိုရင်ဖျားတခင်ကျေးဇူးတော်ကြောင့်ပဲကျွန်တော်ကလေး၄ယောက်ပေါ့နော်ဟုတ်တယ်၄ယောက်ရရှိတယ်ဆိုတော့ဆရာရဲ့ဟိုဟာဒုက္ခတွေကနေစပြီးတော့အခုအခြေအနေထိပေါ့နော်ဖျားတခင်ပို့ဆောင်တဲ့အရာတွေတက်တေခံချက်ဆရာရဲ့အခက်ခဲစောအချိန်မှာဖျားတခင်ဘယ်လိုကူညီမဆာတော့လဲဘယ်လိုဖျားတခင်လမ်းပြလဲဆိုတဲ့တက်တေခံချက်များရှိမှဆိုရင်ဝင်ငါပြလို့ရမလားဒီအမေရိကရောက်လာခါစားကတော့ဥစားပေါ့နော်ကျွန်တော်တို့ကတော့သူများစကားလည်းနားမလဲနော်အင်္ဂလိပ်ဆိုလဲကိုကဟိုမတတစ်ခေါက်တတစ်ခေါက်လေးပေါ့နော်ဟိုကိုလိုလည်းနားမလဲဘူးဆိုတော့အခက်ခဲတော့ရှိပါတယ်တန်ဘာသာစကားပေါ့နော်ပြီးတော့လည်းအလောက်ကန်ကတော့အင်မတာမှရေးကြည့်နေငါမှာ US မှာဆိုတော့လုံးမရှိတော့ပြဿနာကြီးပဲပေါ့နော်ဆိုတော့အဲ့ဒီပြဿနာကြီးတဲ့အချက်မှာကြတော့ကျွန်တော်တို့ကတစ်ခါတလေဥစားပေါ့နော်ကျွန်တော်ဟိုဗာတွေးကြွရတယ်လဲဆိုတော့ဥပ္ပိုလ်နေမှာလောက်တော့ရတယ်နော်ဥပ္ပိုလ်နေမှာလောက်တဲ့အချိန်မှာကြတော့ဘာဒါကတော့ကျွန်တော်တို့ရဲ့ပြောမဆိုရင်ဥပ္ပိုလ်နေချုပ်ပေါ်တယ်လို့ခါစားသို့တော်ညာလဲကျွန်တော်ရဲ့ဥစားဖြစ်မှာကတော့နော်ဒီဒါတွေမားတယ်ကျွန်တော်ပြပြီးတော့ပါဆိုဆက်ကပေါ့နော်ကျွန်တော်မိသားစုကိုလာပြီးတော့ဥစားပေါ့နော်ကုညီမဆာတော့ကျွန်တော်တို့ကလည်းကျွန်တော်လည်းကြားစားပြီးတော့ပြပြီးကောင်းကောင်းမွန်မွန်ရှင်းပြတယ်ဟုတ်ကဲ့ဆူတောက်ပေးတယ်ဆိုတော့ကျွန်တော်ကလည်းအဲ့ဒီကနေတစ်ချက်ကျွန်တော်ပြရိုးထွက်လိုက်ပြီးတော့မာကနေတစ်ချက်ပြီးတော့เนาะကျွန်တော်ကဒီနေ့အထိပေါ့ဥပ္ပိုလ်နေ့ကိုစောက်ထိတ်နေတယ်ပေါ့ဟုတ်ကဲ့ဒါဖျားရေးကျေးဇူးတော်ဒါဖျားရေးကျေးဇူးတော်ဆိုတော့အဲ့ဒါဆိုတော့ဆရာတို့ရဲ့အိမ်ထောင်တက်လဲ2010မှာဟိုကအိမ်ထောင်တက်ဆိုတော့အခုက2025ဆိုတော့15နှစ်အတွင်းအိမ်ထောင်သက်ရှိနေပြီဆိုတော့ဖျားတခင်ကျေးဇူးတော်ကိုချီးမွမ်းနေပါဆိုတချို့တွေဆိုရင်လည်းနော်အိမ်ထောင်သက်က10နှစ်တောင်မရှိသေးဘဲနဲ့ကွဲတဲ့ဟာတွေရှိတယ်ဆိုတော့အခုညခါစလူတွေတော်တော်ကောင်းဆရာတို့ရဲ့အတွေ့အကြုံကနေဖျားတခင်ပို့ဆောင်တဲ့အပုံစံမျိုးပေါ့ပြဿနာဒီလင်မယားကြားမှာဖြစ်တတ်တဲ့အရာတွေဘယ်လိုရှိလဲအဲ့ဒါကရှောင်းရန်ပေါ့ရှောင်းရန်ဆောင်းရန်ပေါ့နော်နည်းနည်းလေးဝင်ငါပြေးလို့ရမလားကျွန်တော်လင်းများဆိုတာကတော့ဒီပေါ့တီးတဲ့တိုင်းမှာလင်းနဲ့မရရှာနဲ့သွားဘူးတခါတော့ကြိုက်ကြတာပဲသို့တော်များတယ်ကျွန်တော်တို့ကတော့အဓိကကတော့ဒီပေါ့တယောက်နဲ့တယောက်ယူကြည်မှုအပြည့်ရှိဖို့လိုတယ်ဘောနော်ဒါကတချို့လူတွေကတော့ကွဲတယ်ဆိုတာကတယောက်နဲ့တယောက်ပြေတော့ဥစားယူကြည်မှုအပြည့်ဝမရှိလို့ဖြစ်မှာထင်ပါတယ်ပြီးတော့လည်းကျွန်တော်မိသားစုကလည်းဖះပေါ်မှာအာကူမီကိုထိုင်တဲ့လူတွေဆိုတော့လေနော်ပြီးတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဥစားပေါ်ပြောမယ်ဆိုရင်ဒီအေတော်ရစ်သက်တာကရှင်းပြတာပေါ့နော်တကယ်လို့တော့ကိုယ့်ဘာသာပဲเนาะကိုယ့်ရဲ့ဟိုပေါ်မှာပဲကိုရက်တီမယ်ကိုယ့်ရဲ့လူဝန်ဆန္ဒပဲလူစားရပဲသွားမယ်ဆိုရင်ကိုဖက်ပဲကြည့်မယ်ကိုဖက်ပဲကြည့်မယ်ဆိုရင်တော့အဲ့ဒီအေတော်တွေရသားရမှာမဟုတ်ဘူးเนาะတယောက်နဲ့တယောက်ဖေးမကူညီရမယ်တယောက်နဲ့တယောက်ဥစားပေါ့နော်အပြာအလားနားလည်းသဘောပေါက်အောင်ပေါ့နော်ဒါလေးတော့ရှိရမှာပေါ့အဲ့ဒါဆိုရင်တော့အေတော်ရေးကတော့ပို့ခိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဟိုတယောက်နဲ့တယောက်တော့စကားများကြတယ်သို့တော်များလဲကျွန်တော်တို့ကစကားများတယ်ဆိုတာကတော့ဥစားပေါ့နော်ဟိုတချို့ဟာတွေကတော့ခလေးရောက်တော့ပါဒါပေမဲ့အဲ့လောက်ထိတော့မဟုတ်ဘူးတချို့အေတော်ကြီးတွေကတော့တယောက်နဲ့တယောက်လက်မကြည့်တော့ဘူးဆိုတဲ့သဘောကျွန်တော်တို့ကတော့မယ်တော့မရှိပြောပြီးရော
အဲ့လိုမျိုးအဲ့လေ စိတ်ထဲမှာမရှိဘူး စိတ်ထဲမှာမရှိတာအဲ့ဒါတခု ကျွန်တော်ကဖြစ်တဲ့အချိန်မှာပြောချလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာမရှိတော့ စိတ်ထဲမှာတချို့တွေကျတော့မပြောစိတ်ထဲမှာပဲအမြဲတမ်းထားပြတာပေါ့ဆိုတော့အဓိကဆောနာဆရာပြောတဲ့ဟာကတယောက်နဲ့တယောက်ယုံကြည်မှုရှိရမယ်နံပါတ်2ကဘယ်လိုလဲအပြန်လာနားလည်မှုရှိရမယ်ပြီးရင်ပုံပွင့်လင်းလင်းရှိရမှာပေါ့နော်အေးဘောအဓိကတော့ပုံပွင့်လင်းလင်းမှုရှိရမှာဒါယုံကြည်မှုကပြည့်ဝနေပြီပေါ့လေတယောက်တော့တယောက်ဒါငါမကြိုက်ဘူးဒါငါမကြိုက်ဘူးဆိုရင်လည်းတယောက်နဲ့တယောက်ပုံပွင့်လင်းလို့ပြောရရတယ်ဒါလင်းမရဘူးနော်ဆိုတော့ဆရာဇနီးမှာရှိတဲ့ဆရာမြင်တဲ့သူ့ရဲ့အားသာချက်နှစ်ချက်လောက်ပြောလို့ရမလားဘာအားသာချက်ရှိလဲသူ့မှာသူ့ရဲ့ကောင်းကွက်ပေါ့နော်ပြောရမှာဆိုလူတိုင်းမှာတော့အားနည်းချက်အားသာချက်ရှိတယ်သူ့ရဲ့ကောင်းကွက်ဘာတွေဖြစ်မလဲသူကတော့အေးပေါ့ကျွန်တော်အပေါ်မှာတော့သူကတော့အိစ္ဆာပေါ့နော်ကောင်းကွက်ကတော့ဒီပေါ့အေတော်မှပြီးသားပေါ့နော်သူကတော့အေတော်မှပြီးသားတယ်သူကတော့ပြောမယ်ဆိုသူကတော့ဥစားပေါ့နော်အမြောက်တာတော့မဟုတ်ဘူးတကယ်ပြောတာပါကျွန်တော်သူအချက်ပြုတ်တွေအားလုံးဒီကလေးတွေပါတယ်အားလုံးသူတော်တော်ဝကြည့်တယ်အဲ့ဒီဖဲကပေါ့နော်သူ့တော်တော်ဝါကိုရတယ်ပြီးတော့ကလေးတွေပါတယ်ပွားမယ်ဆိုသူပဲသွားတယ်ကျွန်တော်တော့အဲ့လိုထိအဲ့ဒါတော့တက်တာတယ်နော်တကယ်လို့ကွာတချို့ဇနီးတယ်အဲ့လိုမဟုတ်ဘူးတခုခုဆိုရင်ရောကြပါမှာပဲရောဆိုတော့ဒါလည်းပေပါတယ်နော်တခါတော့ရောကြအတွက်အလုပ်လည်းလုပ်ရတာဟုတ်ဆိုတော့နော်ကိုကလည်းလုပ်တဲ့ချိန်မှာတစ်ဖက်ကိုကဟိုဖက်ဒါမိသားစုဖက်ကတို့သားသမီးဖက်ကဆိုတော့ဒီကိုကတော့ကြည့်တော့ကြည့်တာပေါ့နော်ဒါပေမဲ့မိခင်လည်းတအားလို့တယ်ကျွန်တော်ပြောချင်တာလေဒီမှာကျွန်တော်အပစ်ချင်တာမိခင်တယောက်အနေနဲ့ပေါ့နော်ကိုကအဲ့ဘောဖခင်လေးကိုအတွက်ဒီကလေးဖက်ကပေါ့နော်ကိုကကောက်ကောက်မွန်တာကိုကြည့်မယ်ဆိုရင်တော့ဖခင်လေးနဲ့တက်တာတယ်နော်ဟုတ်ကဲ့ဒါပေမဲ့ဖခင်တော့မလုပ်ရတာတော့မဟုတ်ဘူးဟုတ်တယ်ဒါတော့ဒီအတူတကွာတော့လုပ်ရမှာပဲဒီပေါ့နော်သူ့ဖက်ကအာသာချက်ပေါ့သူ့ကိုကျွန်တော်ဟုတ်ကဲ့ဒါတစ်ချက်တကယ်ဟုတ်ချီကျူရမယ့်ဟာပေါ့နော်အေးပေါ့ချီကျူရမယ်ဆိုတော့အဲ့ဒါဆိုကျွန်တော်အိမ်ထောင်ဦးစီးဖြစ်လာတဲ့ချိန်မှာဘယ်လိုလဲစာဝန်ရေးတော်ကောင်ကျွန်တော်တို့လူမှုရေးစီးပွားရေးဝိညာဉ်ရေးရာဥဆောင်နေရတယ်ဆိုတော့ဥဆောင်နေရတဲ့တယောက်အနေနဲ့ကျွန်တော်တို့ဒီမှာနားထောင်မဲ့သူတွေကိုအားပေးစကားနဲ့ပြောပေါင်းဘယ်လိုအိမ်ထောင်မိသားစုကိုဘယ်လိုဥဆောင်မဲ့ဆိုဘယ်လိုမျိုးလမ်းပြတ်မဲ့ဆိုပို့ပြီးတော့ထိရောက်လဲဝိညာဉ်ရေးရာမပို့ကောင်းလဲဆိုတော့နည်းနည်းရှင်းပြလို့ရမလားကျွန်တော်တော့ဥစ္စာအားပေးခြင်းတဲ့ຢာလေးတစ်ခုပါပေါ့နော်ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကအဓိကတော့ဖခင်ရဲ့အင်မတာမရေးကြည့်ရင်အေးတော့မှာပဲပြီးတော့မိခင်လည်းရေးကြည့်သလိုဖခင်လည်းတကယ်ဖခင်တော့အင်မတာမရေးကြည့်ရယ်ပို့ကောင်းပို့နမူနာကောင်းဖြစ်ရဆာနမူနာကောင်းဖြစ်ရမယ်ဘာဖြစ်လဲဆိုတော့ကိုကလေးတွေဟာအဖေပဲကြည့်တာအမေတော်မှအဲ့လိုတင်မို့ဖေကိုသိကြည့်တာကြတော့နော်ဆိုတော့အဖေကဘာတွေလုပ်လဲကိုင်လဲကိုကအမေတွေကဘာတွေလုပ်လဲကိုင်လဲဆိုတော့ကိုအဓိကကြည့်တယ်ပြီးတော့ကိုအားပေးခြင်းတဲ့ຢာလေးတစ်ခုကတော့အမြဲတမ်းကိုသားသမီးတွေဆူတောင်းပေးပါကျွန်တော်ကတော့အဲ့လိုပဲအားပေးခြင်းတယ်ဘာဖြစ်လဲဆိုတော့ကိုပြောမဲ့စကားကလည်းတခါတလေကိုသားသမီးတွေပြောမဲ့ဆူတာဆဲတာတွေပေါ့နော်အဲ့ဒီစကားတွေမပါတာကောင်းတယ်ဘာဖြစ်လဲဆိုတော့ဒီကလေးတွေကဆူတာဆဲတာတွေပဲပါလာလို့ဆိုရင်သူတို့ကဒီကောင်းကြီးမင်္ဂလာမခစားနိုင်ပြင်ဟုတ်ကဲ့ကြည်ကြီးမင်္ဂလာတွေပဲကိုကဒေါသပဲလောက်ပဲထွဲအဲ့လိုပဲနည်းနည်းလေးတော့အောက်ထားရတယ်နော်ပြီးတော့သူတို့တွေကိုတော့အမြဲတမ်းဥစ္စာပေါ့ချီးမွမ်းရမယ်ပေါ့နော်အဲ့ဒါလေးပြီးတော့ကျွန်တော်တို့ကမိသားစုကဘယ်လိုလုပ်လဲဆိုတော့အမြဲတမ်းညနေဖက်ဆိုရင်pressure worship လုပ်တယ်အဲ့လိုမျိုးပေါ့နော်ဆုတောက်တယ်အတူတူကဆုတောက်တယ်ပေါ့နော်ကိုငငယ်ကလေးကကျွန်တော်တို့ကလေးကကြည့်ထားဆိုတော့အဲ့လိုမျိုးပေါ့နော်တကယ်လို့ကိုကအဲ့လိုမျိုးလုပ်နိုင်တော့အကောင်းဆုံးပဲအားပေးချင်းတာပေါ့နော်မလုပ်နိုင်တဲ့မိဘတွေကတော့စူးစမ်းပြီးလုပ်ပါအဲ့တော့တားပြောတယ်ကလေးတွေကလည်းတချင်းတွေပါတယ်စူပေးလိုက်အဓိကကိုတချင်းမစူတားတော်ညာလဲပြီးတော့ဆိုရင်တချို့လူကတွေရောနော်ကိုကတချင်းလေးတွေဖွေးပေးလိုက်သူတို့တွေကူညီလိုက်ရတယ်သူတို့ရပါတယ်အဲ့ဒါထက်ပေါ့နော်ကျွန်တော်တို့ကတော့ဒီပြောမယ်ဆိုကိုကလေးတွေကိုတော့ဖះเจ้าကိုပို့ဖို့ဘယ်တော့မှမမေ့နဲ့အဲ့ဒါကျွန်တော်ပြောချင်တယ်ဒီကလေးတွေကဟိုကျွန်တော်ကလေးတွေဆိုရင်ကိုကဒီဖះเจ้าကိုသူကတအားသွားခြင်းတယ်ကိုကအဲ့လိုမျိုးပေါ့နော်ဒီအဲ့ဒါတွေကိုအင်မတာမရေးချင်ကိုကမိဘတွေအင်မတာမတာကိုအကြီးဆုံးပဲအဲ့ဒီပို့ဖို့အဲ့ဒီဖះเจ้าရောက်လို့ဆိုရင်တော့သူတို့တွေကအမြဲတမ်းဆိုရင်တော့ဒီကြီးလာတဲ့ချိန်မှာသူတို့ဖះเจ้าမှာတော်တော်ပြိုတယ်တချို့မိဘတွေကအဲ့ဒါတွေဟိုပေပါမခံနိုင်ဘူးဆိုတော့ဒါတော့အပြဿနာတက်ခဲ့ကြီးတယ်နော်ဆိုတော့အဓိကတော့အိမ်ထောင်ဦးစီးတယောက်အနေနဲ့ဆန်းနမူနာရှိရမယ်ပြီးရင်ဖြစ်နိုင်မယ်ဆိုရင်ဝပြူကိုချင်းကိုကျွန်တော်တရက်မှာတစ်ချိန်ပေါ့နော်မိသားစုတော်၎င်းဖ
ဖះကြောင်းပုတ်ဖို့တော်လကအားပေးတော်တဲ့ဆရာပေါ်ကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်မမေးတဲ့မိခွန်းနေတော်လကဆရာပြောချင်တဲ့အရာတွေကိုကျွန်တော်တို့ဝင်ငါပြီးတော့ကျွန်တော်အဆုံးတိုက်ရအောင်ကျွန်တော်မမေးတဲ့အရာတွေဆရာပြောချင်စိတ်ထဲမှာရှိတဲ့ဟာတွေဆရာနည်းနည်းတပ်ပြီးပြောပေးလို့ရမလားအေးပေါ့နော်ဆရာတော့မင်းတဲ့အရာတွေထဲပေါ့နော်ကျွန်တော်တော့ဥစားပေါ့ပြောချင်တဲ့အရာလေးကတော့အခုချိန်ကလည်းနောက်ဆုံးချိန်လည်းရောက်ပြီဆိုတော့လေနော်ကျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးတုံတရားမလဲဆိုတာဖျားတကယ်နဲ့ဖျားတကယ်နှုတ်ကပတော်နဲ့အတိုင်းတုံသိမယ်ဆိုရင်အမှန်မှကောင်းတယ်လို့နော်ကျွန်တော်ပြောချင်ပါတယ်ဆိုကိုကလေးတွေကဒီနှုတ်ကပတော်နဲ့မွင့်မြော်မယ်ဆိုရင်တော့သူတို့အသက်တာကလည်းဒီဖျားတကယ်နဲ့ပဲတူကြည့်လိုက်ရင်လည်းသူတို့ဖျားတကယ်နဲ့ပဲတူရှိမှာပေါ့နော်ဒါပဲအားပေးချင်ပါတယ်ကျေးဇူးများတင်ကျေးဇူးများတင်ပါတယ်ဆရာကျွန်တော်တို့ဒီနေ့ခွန်အားပေးသွားတဲ့အတွက်ကြောင့်မို့အားလုံးခွန်အားရရှိမယ်လို့ယုံကြည်ပါတယ်ကြည့်ရှုတော့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ bye bye see you